င်္ဂလာပါရှင်ကျွန်မကခေခိုင်ပါ Burma Research Institute BRI ကစီစဉ်တဲ့စစ်ကောင်စီအတူအယောင်ရွေးကောက်ပွဲအပြီးအမေရိကန်နိုင်ငံအတွက်အခွင့်အလမ်းနဲ့စိန်ခေါ်မှုများရှင်းလင်းပွဲကိုလာမယ့်ဧပြီလ15ရက်နေ့မွန်းလေးပိုင်းမှာပြုလုပ်တော်မယ်လို့ BRI တည်ထောင်သူဇိုသုံးမုံကပြောပါတယ်တက္ကဆက်အထက်လွှတ်တော်ရှုံးအဆောက်အုံမှာပြုလုပ်မယ့်ရှင်းလင်းပွဲကိုနိုင်ငံခြားရေးဝန်ကြီးဌာန USA နဲ့နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအထက်လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် Chris Van Hollen တို့ကပတ်ပို့ထားတာပါစစ်တပ်ကအမေရိကန်နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့လုံခြုံရေးအတွက်ဓာတ်ရိုက်ဆက်ပြီးထိန်းချောက်နေတယ်ဆိုတာကိုအချက်လက်တွေနဲ့ရှင်းလင်းတင်ပြတော့မှာဖြစ်တယ်လို့ဇိုသုံးမုံကပြောပါတယ်ရှင်းလင်းပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတအကြံပေးဦးကျော်စောကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူဗဒိုစောတော်နီ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံဦးမိုးစောဦး Women Advocacy Coalition မြန်မာရေးညီနိုင်ရှင်မုံဒေါ်မစ်စ်ဘေဖြူပြည်တဲ့အခြေစိုက်မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်တို့ပါဝင်ရှင်းလင်းတော်မှာပါအမေရိကန်အထက်လွှတ်တော်တာဝန်ရှိသူတချို့လည်းရှင်းလင်းပွဲကိုတက်ရောက်မှာဖြစ်ပြီးမြေပြင်အခြေအနေအကေးဖြတ်ချက်တွေကိုအမေရိကန်အစိုးရနဲ့ကွန်ဂရက်လွှတ်တော်ကိုပေးပို့တော်မှာဖြစ်ပါတယ်ရှင်ဧရာဝတီတိုင်းငပူတော်မြို့နယ်ငရုတ်ကောင်းမြို့မှာစစ်တပ်လက်အောက်ခံရှေ့တပ်ဖွဲ့တွေကပင်လင်ပြင်ထင်းမှာဆက်လေတွေကိုလိုက်လံဖမ်းဆီးပြီးကင်းကျေးလို့ခေါ်ကခေါင်းစဉ်တက်ပြီးတော့အစမတန်ငွေကြေးကောက်ယူနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။မက်လာပထမအပတ်ကစပြီးငပူတော်မြို့နယ်ဘုတ်ပင်စိတ်ကြေော်နာကကန်းဆက်မှာအသင်းဆောက်ကစစ်စင်းနေတဲ့ရဲတွေကကုန်စည်တင်ဆက်လေသမားတွေကိုလိုက်လံဖမ်းဆီးပြီးဆက်လေတစည်းကိုငွေကျပ်3သိန်းအထိတောင်းယူခဲ့တယ်လို့ဆိုပါတယ်။ငွေမပေးရင်ဖမ်းပြီးတရားမဝင်ကုန်စည်တည်ယူမှုနဲ့အမှုဖွင့်မယ်လို့ချိန်ချောက်တဲ့အတွက်ငွေပေးရှာတာပါလို့ဆက်လေသမားတယောက်ကပြောပါတယ်။ရဲတွေကဆက်လေတစည်းကျပ်3သိန်းနှုန်းနဲ့9ရက်တစ်ကြိမ်တောင်းယူနေတာဖြစ်ပြီးတောင်းတဲ့ငွေမပေးတဲ့ဆက်လေတွေကိုခုတ်မောင်းပြေးဆွေးခွင့်ပိတ်ထားတယ်လို့သိရပါတယ်။ရဲတွေအပြင်စစ်တပ်ကလည်းငပူတော်မြို့နယ်ငရုတ်ကောင်းမြို့ဂေါ်ရဂျီကျွန်းနဲ့အနီးတစ်ဝိုင်းမှာတက်ဆွဲထားပြီးပင်လယ်အတွင်းကုန်သွေးတော်လာနေတဲ့ဆက်လေတွေကိုဖမ်းဆီးပြီးငွေညစ်တာတွေလှုပ်ဆောင်နေလို့ဒေသခံတွေကပြောပါတယ်ရှင်။ပြည်ပထွက်ခေါ်ခွင့်နဲ့ပတ်သက်လို့လိန်လေတင်ပြသူနဲ့နောက်ွယ်ကပါဝင်ကူညီပေးသူတွေကိုဖော်ထုတ်အရေးယူမယ်လို့စစ်ကောင်စီဩဇာခံအလုံသမားဝန်ကြီးဌာနကမက်လ25ရက်နေ့မှာကြေညာပါတယ်။အလုံသမားအသစ်တချို့ကခွင့်ပြန်အလုံသမားအသွင်နဲ့ခွင့်ပြန်တဲ့အတွက်သတ်မှတ်ထားတဲ့လမ်းကြောင်းကိုအလွေသုံးစားလုပ်ပြီးပြည်ပထွက်ဖို့စူးစမ်းတာတွေတွေ့ရှိနေကတရားမဝင်တော့ရောက်တာတွေကြောင့်နောက်ဆက်တွဲအနေတွေကြုံတွေ့ရနိုင်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ပြည်ပထွက်ခေါ်ဖို့အတွက်လိန်လင်းတင်ပြသူနဲ့လိန်လင်းမှုတွေမှာနောက်ွယ်ကကူညီပေးနေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တို့ကိုစုံစမ်းဖော်ထုတ်ပြီး1999ခုနှစ်ပြည်ပအလုပ်လုပ်ကိုင်ရေးဆိုင်ရာဥပဒေတီဆဲဥပဒေစီမီစီကဲတွေအရာအရေးယူတော်မယ်လို့စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကတတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါအပြင်လိန်လင်းတင်ပြသူကိုကာလာသတ်မှတ်ချက်တစ်ခုနဲ့ပြည်ပထွက်ခေါ်ခွင့်ပိတ်တာအမြင်ပြတ်စင် blacklist စင်ထည့်သွင်းထားတဲ့လုပ်တော်မယ်လို့ဆိုပါတယ်။ပြည်ပအလုပ်အကိုင် agency လုပ်ငန်းရှင်တယောက်ကတော့ဒါတွေဟာစစ်တပ်ကပြည်ပထွက်ခွင့်ကိုတင်းကျပ်လိုက်လို့ဖြစ်လာတာဖြစ်ပြီးပြည်ပထွက်ချင်သူတွေမှာအပြစ်မရှိဘူးလို့ဆိုပါတယ်ရှင်။ကုတ်ခိုင်မြို့နယ်မှာနှစ်ရှည်ရွှေတူးဖော်တဲ့အတွက်ရေအရင်အမြင့်တွေပျက်စီးလာပြီးလေယာမြေဧက200လောက်စိုက်ပျိုးလို့မရတော့တဲ့အခြေအနေဖြစ်နေလို့ဒေသခံတွေက DPP ကိုပြောပါတယ်။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်ကဒေသတချို့မှာနှစ်ရှည်ရွှေတူးဖော်တဲ့အတွက်ရေရင်းမြစ်တွေပျက်စီးလာပြီးလယ်လုပ်ဖို့ခက်ခဲလာတာကြောင့်လေယာလုပ်ကိုဆွန့်လွတ်လာသူတွေများလာတယ်လို့ဒေသခံတွေစီကသိရပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပန်ကန်ရွာတောင်ကျောတစ်လျှောက်နဲ့မုံလောင်ချောင်းအထက်ပိုင်းမှာရွှေတူးဖော်တာတွေများလာပြီးရွှေတူးဖော်ရာကနေထွက်တဲ့ရွှေမြေတွေဟာလယ်နဲ့ရေမြောင်းတွေအတွင်းဝင်ရောက်ပြီးအပင်တွေမပေါက်နိုင်တဲ့အတွက်တစ်တော်တွေလည်းပြုံးတိလာတယ်လို့ဆိုပါတယ်။ NLD အစိုးရလက်ထက်ကပိတ်ထားတဲ့ရွှေတော်ကိုအခုပြန်လုပ်နေကြတာရှမ်းမြောက်မှာတရုတ်တွေခြေရှုပ်ပြီးစီးပွားရေးကောင်းနေကြတယ်ကျွန်တော်တို့ကတော့စပားတွေစိုက်မရလို့ဒုက္ခရောက်တာပေါ့ဗျာမိုးကုတ်ကနေစစ်ရှောင်လာတဲ့သူတွေလည်းရွှေမျောနေမှာကိုလုံနေကြတာကိုတွေ့ရပါတယ်ရေလဲတော်တော်ရှားနေပြီရွှေတူးတာကတစ်နှစ်ပြီးတစ်နှစ်ပိုဆိုးလာနေတယ်အာနာသိန်းကြီးနောက်ပိုဆိုးလာပါတယ်အရင်တုန်းကတော့ဒေသခံတွေနည်းနည်းတော့ထိန်းလို့ရသေးတယ်လေတော့ဝင်ရမယ့်အချိန်တွေဆိုရင်နည်းနည်းပပပြောလို့လည်းရသေးတယ်အခုနောက်ပိုင်းကပြောလို့ကိုမရတော့ပါဘူးလက်ရှိလဲစိုက်နေတဲ့လဲကွက်တွေမှာလည်းငွေကုန်ကြေးကျအများကြီးခံပြီးရေလာမြောင်းတွေတူးထားပြီးမဲ့ရွှေမျောတွေကလာတဲ့နေစာတွေကြောင့်အကုန်ပြန်ပိတ်ကုန်လို့ဒုက္ခတွေရောက်နေကြတာပါတချို့တွေကတော့လဲလို့မရလို့ရောင်းထုတ်လိုက်ကြပါပြီ။ရွှေတူးဖော်ရာကနေထွက်လာတဲ့ရွှေမြေသားတွေဟာလေယာမြေတွေကိုဝင်ရောက်ပြီးဖုံးလွှမ်းလာတဲ့အတွက်အရင်ကလိုအထွက်နှုံးမရတော့ပဲလယ်သမားများပြားဟာလေယာလုပ်ငန်းကိုဆွန့်လွတ်လာကြတယ်လို့ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကရွှေလုပ်ငန်းတွေမှာတော့တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေများသောလုပ်ကင်တာကိုတွေ့ရပြီး NLD ဆိုရလက်ထက်ကရွှေတူးဖော်တာကိုဒေသခံတွေဆန္ဒပြတဲ့အတွက်ပိတ်ထားခဲ့ရတဲ့ရွှေမော်တွေမှာလည်းရွှေတူးတဲ့လုပ်ငန်းတွေပြန်လုပ်နေကြတယ်လို့သိရပါတယ်။လဲရီမလုံးနိုင်ကြတော့ဘူးဆိုတာထက်လဲရီရောင်းလိုက်ကြတာရွှေလုပ်ငန်းတထေးတွေကလဲပိုင်ရှင်တွေစီကနေဝယ်ပြီးရွှေတွေတူးလို့အကုန်ပျက်စီးကုန်ပြီးမြေနီတွေကလဲတော်တွေတဲ့ရောက်လာပြီးအကုန်ဖုံးလွှမ်းကုန်တာရေလဲရှားလာတယ်စိုက်ပျိုးလို့မရတဲ့လေက200လောက်ရှိမယ်ထွက်နှုံးကလည်းငကိုကားထက်အရန်လျော့သွားပြီးဘာမှစားစရာမရှိတော့မသက်တာလို့သာလုံးနေရတဲ့အခြေအနေဖြစ်နေတာပြီးတော့တစ်တော်တွေလည်းပြုံးတော့ရေကြီးဟိရှန်ဖြစ်လာရင်ရေကိုထိမ့်မရတော့ဘူးပန်းကန်ရွာမှာပြီးခဲ့တဲ့10နှစ်လောက်ကတော့ဒေသခံတွေကန့်ကွက်လို့လဲလုံးမဲ့အချိန်ရောက်ရင်ရွှေသူးတာကိုရက်ဆိုင်ခိုင်းပြီးလဲလုတ်ပြီးမှပြန်တူးခိုင်းတာအခုကတော့အချိန်တိုင်းကိုတူးနေတော့တာပါပဲပန်ကန်ရွာတောင်ကျောမြင့်တဲ့ဒေသဖြစ်တဲ့အတွက်အရင်ကတည်းကရေရှားပါပြီးရွာရဲ့အောက်ခြေချောင်းတွေမှာပါရွှေကျင်လုပ်ငန်းတွေရှိလာတဲ့အတွက်တောက်သုံးရည်ရင်းမြစ်တွေလည်းထပ်မံထိခိုက်လာတယ်လို့ဆိုပါတယ်။တန်ရှင်းတဲ့ရည်ရင်းမြစ်တွေကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်တာဟာလူသားတွေနဲ့မျိုးဆက်သစ်တွေရဲ့အနာဂတ်ကိုစောင့်ရှောက်တာဖြစ်ပြီးတစ်တော်တွေတဘာဝပတ်ဝန်းကျင်နဲ့ရည်ရင်းမြစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ကြဖို့မတ်လ22ရက်မှာကြာရောက်တဲ့ကမ္ဘာရည်နေ့မှာတဘာဝပတ်ဝန်းကျင်ရေးတကြလှုပ်ရှားသူတွေကတိုက်တွန်းထားပါတယ်။ကျွန်တော်လင်းပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကေခိုင်ပါ